မပြတ်သားရင်နာကျင်ရတယ်ဆိုတော့ကျွန်တော်အားပေးနေတဲ့အာဆင်နယ်တင်းနဲ့အင်္ဂလန်တင်းကလက်ရှိမှာတက်တည်ပြနေပါတယ်အင်္ဂလန်တင်းကလက်ရှိကပ္ပဖလားမှာလူရင်အားပိုင်းမှာတော်လေးကိုတောင်းတင်းပြီးတော့မှကပ္ပဖလားရမယ်အသေးလို့ကျွန်တော်ကတော့ယုံကြည်နေခဲ့တာပါဒါပေမဲ့အာဂျီတီးနားနဲ့အတွေ့မှာတော့အဲ့ဒီဟာတွေကတလွဲတွေဖြစ်နေခဲ့ပါတယ်အာဂျီတီးနားနဲ့ပွဲမှာလည်းဒါအင်္ဂလန်တင်းကပထမဆုံးဂိုးကိုသွင်းပြီးတော့ပွဲပြီးဖို့9မိနစ်အလိုထိကိုပွဲကိုဥဆောင်နိုင်ခဲ့ပေမဲ့လည်းသူတို့ရဲ့မပြတ်သားမှုကြောင့်နောက်ဆုံးမှာတော့9-2ကိုပေးရပြီးတော့မှဆီမီဖိုင်နယ်ကနေထွက်ပြီးတော့မှကပ္ပဖလားကြီးကိုလက်လွတ်ရှုံဆုံးခဲ့ရပြီပဲဖြစ်ပါတယ်။လက်ရှိမှာဆိုတော့အင်္ဂလန်တိုက်စစ်မှာ Harry Kane ကိုတကယ်ကောင်းတဲ့တိုက်စစ်မှုတွေရှိနေပြီးတော့မှတော်တော်လေးကိုလူရင်းအားတောင်းတဲ့ဒီကစားသမားကောင်းတွေရှိတဲ့အသင်းဖြစ်ပါတယ်။ဒီပုံစံမျိုးကိုလာမယ့်ကပ္ပဖလားတွေမှာတော့လာမယ့်နှစ်တွေမှာတော့ထပ်တွေ့ရဖို့တော့မကျိန်းတည်ပါဘူး။ကစားသမားတွေလည်းလက်ရှိချင်းမျိုးလောက်ခြေစွမ်းပြနိုင်မှာမဖြစ်ပါဘူး။ဆိုတော့အာဂျီတီးနားနဲ့ပွဲမှာတော့အဓိကပြဿနာကတော့နီးပြရဲ့ကစားသမားထုတ်ပုံတွေကလည်းမှားခဲ့တယ်ကျွန်တော်ပြောလို့ရပါတယ်ဒီပွဲမှာဒါတကယ်လို့ဒီအစင်းနဲ့စကာနဲ့တာပါခဲ့မှာဆိုတော့ဒီပွဲကိုအင်္ဂလန်တင်းဟာအာဂျီတီးနားကိုကိုအပြတ်နဲ့နိုင်ပြီးတော့မှစစ်ဘောလုံးပွဲကိုတက်နိုင်မယ်လို့ကျွန်တော်ကတော့ယုံခဲ့တာပါဒါပေမဲ့လည်းကျွန်တော်မျှော်လင့်ထားတဲ့ကစားသမားဒီပွဲထွက်ပုံမဟုတ်ဘဲနဲ့မှကျွန်တော်အာဆင်နယ်တင်းမှာဆိုတော့ Rice တယောက်ပဲကွန်းလယ်မှာပါခဲ့ပြီးတော့မှစကာနဲ့အစီကတော့ပါဝင်လာခဲ့ခြင်းမရှိပါဘူးတကယ်ဆိုတော့သူတို့နှစ်ယောက်ကတော်တော်လေးကိုကောင်းပြီးတော့မှဒီပွဲကိုကောင်းကောင်းစိုးမိုးနိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်ဆိုတော့ချင်းတလူတော့မဖြစ်လာခဲ့ဘူးနောက်ဆုံးမှာတော့အင်္ဂလန်ကအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဆိုတော့ဒီပုံစံကဘယ်မှာပဲတွေ့ရတယ်ဆိုကျွန်တော်အာဆင်နယ်အသင်းနဲ့ PSG နဲ့ပွဲမှာဒီပုံစံတိုင်းပါပဲအာဆင်နယ်ကပထမဆုံးကိုတွန်းပြီးတော့မှအဲ့ဒီတကူနဲ့ပွဲကိုအဆုံးဖြတ်လုပ်ပြီးတော့မှACC ချန်ပီယံလိဂ်ဖလားကိုတင်ဖို့လုံးနေချိန်မှာ PSG ကတကူပြန်တွန်းပြီးတော့မှပယ်နတီကြီးဆွဲခေါ်ပြီးတော့မှပယ်နတီမှာအာဆင်နယ်ရှုံးပြီးတော့မှချန်ပီယံလိဂ်ဖလားကိုလွဲခဲ့ရတာဖြစ်ပါတယ်ဒီပုံစံကိုဒီအာဂျီတီးနားနဲ့အင်္ဂလန်နဲ့ပွဲမှာတွေးခဲ့ရတာဖြစ်ပါတယ်အင်္ဂလန်တင်းကသူတို့ရထားတဲ့တကူနဲ့ACC အာဂျီတီးနားကိုနိုင်ပြီးတော့မှလူပွဲတက်ဖို့လုပ်နေတာပါနောက်ဆုံးမှာတော့9မိနစ်အလုံးမှာတော့2ဂိုးတောင်ပေးပြီးတော့မှရှုံးခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဘယ်ရဲ့အရာမှမဆိုပြတ်သားဖို့လိုအပ်တယ်ဆိုတာကိုဒီပွဲတွေကတက်တည်ပြနေပါတယ်ဆိုတော့ဒီတကယ်တော့အဲ့လိုပြောနေတာကအာဂျီတီးနားကိုမထင်မဲ့မြင်ပြတာမဟုတ်ပါဘူးအာဂျီတီးနားဟာဒီအင်္ဂလန်တဲ့စိတ်သက်ပိုင်းမှာတော်တော်လေးကိုပြတ်သားလို့လဲနိုင်ဖို့ကိုတော်တော်လေးကိုစ조사ရုံးကန်ပြီးတော့မှနိုင်ရမယ်ဆိုတဲ့စိတ်သက်ပြတ်သားမှုကြောင့်လဲနောက်ဆုံး9မိနစ်အလိုမှာအင်္ဂလန်အသင်းကိုနိုင်ခဲ့တာဖြစ်ပါတယ်အင်္ဂလန်ကစားသမားတွေကတကယ်လို့စိတ်သက်ပြင်းပြပြီးတော့မှနိုင်ဖို့ပြတ်သားတဲ့စိတ်ဓာတ်ရှိခဲ့မှာဆိုရင်အာဂျီတီးနားကိုမနိုင်စရာအကြောင်းမရှိပါဘူးလူရင်အားချင်းရှင်လို့ရတယ်ဒီတအူးချင်းခြေစွမ်းရှင်လို့ရတယ်အင်္ဂလန်တင်းကဒါပေမဲ့အဲ့ဒီထဲမှာလုံးဝရှင်လို့အားနေချက်တစ်ခုကတော့နီးပြရဲ့ကစားသမားထုတ်ပုံကလည်းတော်တော်လေးအားနေခဲ့ပါတယ်ရှေ့ကကျွန်တော်ပြောခဲ့တယ်လို့ပဲဆိုတော့ပရိသတ်တွေရဲ့ team မျိုးစချက်ရှင်းနဲ့ comment မှာရေးပေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်နောက်ထောင်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်